စပွဲပေါ်တွင်မန်တစ်ချက်ကိုထားပြီး PVC ပိုက်နှစ်ခုကိုယူပါတယ်။ပုံမှာပြထားတဲ့အတိုင်းဖုန်းအလံကိုတစ်ဖက်ပေါက်လုံးတစ်ခု၏အဝတွင်ထားပါတယ်။ရေးပေါက်လုံးကိုအသံပြန်မျက်နှာပြင်နှင့်အနည်းငယ်ဆောင်၍ထားပါတယ်။အသံပြန်မျက်နှာပြင်အားအသံထိရောက်မည့်နေရာကိုမှန်းဆပြီးအခြားပေါက်လုံးတစ်ခုကိုရွှေ့ပြီးဖုန်းအလံကိုနားထောင်ပါတယ်။အသံကြားရသည့်အထိလက်ဆောင်ခဲ့ပါတယ်။ အထက်ပါစမ်းသပ်ချက်အရအသံကတင်းလျှော်သောမျက်နှာပြင်နှင့်ထိရောက်တဲ့အခါအသံပြန်နိုင်ပြီးထိုမျက်နှာပြင်ဟာမာကျောသောမျက်နှာပြင်ဖြစ်ရမယ်ဆိုတာကိုလည်းသိရပါတယ်။